နေတာတွေသာလူရွှင်တော်တွေဘဝချစ်အောင်မြင်အောင်ပြပြည်သူတွေရဲ့ဘဝစီစားရောင်နီလာပါပြီအဲ့တော့အားလို့ပြည်သားရံဒီအပိုင်းကမှနောက်ဆုံးသက်ကဘာလို့ပြလိုက်ရလဲတော်တယ်လူလိုက်ညာညာဘာငယ်လေးဒီတော့ပြောပြနေတာကဘာကိုပြောနေလဲဆိုတော့စစ်မှုထမ်းဥပဒေအကြောင်းအဲ့ဒါတော့ကမ္ဘာမှာဒီမိုကရေစီနိုင်ငံတွေမှာစစ်မှုထမ်းဥပဒေကျင့်သုံးကြတာအတက်ပြည့်ပြီးတော့ဆက်ရှင်နေလူငယ်လေးတွေကနေလုံးနှစ်နှစ်တာဝန်ထမ်းကြတာဘာဖြစ်လို့လဲဆိုတော့ဒီလိုစစ်မှုထမ်းဥပဒေပြတဲ့နေ့ကတခြားနိုင်ငံများကိုယ်နိုင်ငံကိုလာရောက်ကြီးကျော်တဲ့အခါမျိုးပြလို့ရှိရင်ကျွန်တော်တို့အစင်သစ်ဖြစ်နေအောင်ပါဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအာဏာရှင်လက်ထက်ဒီမှာရှေ့ကအာဏာရှင်ဖြစ်တဲ့ဘောနော်ဦးနေဝင်းဦးတန်းရွှေသူတို့လက်ထက်ဒီမှာတော့ကျွန်တော်တို့ဒီစစ်မှုထမ်းဥပဒေကျင့်သုံးခဲ့တာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကပြည်သူတွေကိုမယုံလို့ပါသူတို့ကမဟုတ်တာလုပ်တဲ့လူတွေဆိုတော့လူငယ်တွေကသူတို့မဟုတ်တာလုပ်တာကိုသိတဲ့အခါမှာဒီစစ်မှုထမ်းဥပဒေကိုတက်ထားတဲ့အခါကျရင်တနက်ပြောင်းကသူတို့ဘက်ကိုလှည့်မှာဆိုရတဲ့အတွက်ကြောက်ပြီးတော့ကျွန်တော်တို့ဒီစစ်မှုထမ်းဥပဒေကိုမကျင့်သုံးခဲ့တာဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မဟုတ်တာလုပ်တာဒီကြောက်တော့လူငယ်တွေကလည်းတနက်ပြတ်သွားလို့ရှိရင်သိရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုလူတွေကိုသူတို့ကတနက်နဲ့ကိုယ်တွေကိုချင်းချောင်းငါတို့ကလည်းတနက်နဲ့ပြန်ခုခံရမယ်ဆိုတာဖြစ်သွားမှာဆိုတဲ့အတွက်ကျွန်တော်တို့ရှိရခေါင်းကန်အာဏာရှင်ကြီးကတော့စစ်မှုထမ်းဥပဒေကျင့်သုံးခဲ့တာမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့အခုဟောနော်အာဏာကြီးကျွန်တော်တို့ဘယ်လိုခေါ်မလဲတက်ချုပ်ခေါင်းလူပြောလို့ပြောမှမပြီးတဲ့ဒီအာဏာယူပဲပြောလိုက်တော့အာဏာယူဒီမရောက်လာရင်လက်ထက်မှာကြာကျွန်တော်စစ်မှုထမ်းဥပဒေကိုပြန်ပြန်ကျင့်သုံးတာသိရတယ်။ဘာလို့ကျင့်သုံးရလဲဆိုတော့ကျွန်တော်တို့စစ်သားတွေမရှိတော့ဘူးပေါ့။တနိုင်ငံလုံးတိုင်းတာနဲ့ကျွန်တော်တို့တော်လိုင်းရေးသင်ပန်းနေတဲ့အချိန်မှာကျွန်တော်တို့သူတို့တက်တဲ့ကဒီပေါ့စကားတွေလုံးဝမရှိတော့ဘူး။အဲဒီကစစ်မှုထမ်းဥပဒေကျင့်သုံးတာဖြစ်တော့စစ်မှုထမ်းဥပဒေကိုကျင့်သုံးတဲ့နေရာမှာလဲကျွန်တော်တို့ဒီကနဲ့ဖြစ်လို့ကျွန်တော်တို့ဒီစစ်မှုထမ်းဆိုရင်လူငယ်တွေကလည်းတက်တက်ကြွကြွနဲ့ပါဝင်တော့ဒါပေမဲ့ကိုလူမျိုးအချင်းချင်းကိုတက်ဖြတ်ဖို့အတွက်ပေါ်တာဆွဲနေပြီးတော့ဘယ်မိဘမှလက်မခံဘူးဘယ်လူငယ်တွေကမှလည်းကျွန်တော်တို့လက်မခံကြပါဘူးအဲ့ဒီတော့တားငယ်တွေကိုဒီဘက်ကပြောသလိုပါပဲလူငယ်တွေကဒီပေါ့83ရာခိုင်နှုန်းလောက်ရောက်ရှိနေတာကျန်တဲ့လူငယ်လေးတွေကိုပေါ်တာဆွဲတယ်ပေါ်တင်တွေဆွဲတယ်နောက်ဆုံးညဘက်လိုက်ခိုင်းတဲ့ခါမှာအသက်မပြည့်သေးတဲ့16နှစ်15နှစ်ကလေးလေးတွေမင်းတို့အသက်ဘယ်လောက်လဲ16နှစ်ပါဘူးခြေထောက်တွေနဲ့ကန်တယ်လက်ပြီးတွေနဲ့ထိုးတယ်မင်းသက်ပြန်ပြော16နှစ်ပါဆိုမှ16နှစ်ဆိုသူတို့ပေါ်တာဆွဲလို့ရတယ်ဒီတဲ့ဆိုတာဗျာဒါအောက်ခြေစစ်သားတွေကိုပေါ်တာဆွဲတာတဲ့တကယ်ဟိုမှအရင်တော့ဆိုကျွန်တော်ကြိတ်ကြိတ်တို့အရာရှိတင်တဲ့ရက်စီတင်တဲ့ဘာလို့ဆိုတာအမှတ်ကောင်းကောင်းနဲ့အောင်မှတက်လို့ရတဲ့အကြောင်းပါတော့ကျွန်တော်တို့လူမရှိဖြစ်အဲ့ဒီတော့သူတို့မှအကြက်ရိုက်နေတာအုံနောက်ရှိတဲ့လူငယ်လေးတွေကတော့အခုဆိုရင်ကျွန်တော်တို့ပေါ်တာဆွဲတာကျွန်တော်တို့ဘာလို့လဲတိုင်းသား EU တွေနဲ့တွဲတယ်တိုင်းသား EU တွေနဲ့ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့ကျွန်တော်တို့ခြေတန်းစစ်နေရင်ရောက်ပြီးဆိုတာနဲ့အလံထောင်ပြီးတော့ကျွန်တော်တို့အလင်းဝင်သွားတာကိုအများဆုံးတွေ့ရတယ်တချို့လူငယ်တွေကတော့သူတို့ပုံပြီးတော့ brain down သူတို့နှိမ့်ဆက်ခဲ့တဲ့အရာရှိရာကဘုံမှုတွေသူတို့နောက်ကြည့်ပေါ့ဗျာနောက်ကြည့်နေပြန်လဲပြစ်ခတ်ပြီးတော့လက်နဲ့တွေပြီးဆောင်ပြီးတော့တိုင်းသား EU တွေစီအလင်းဝင်သွားတာကိုတွေ့ကြရတယ်ဒီကဘုံမှုတွေဘက်ကိုတနက်လှည့်ပြီးကျွန်တော်တို့ဘိုးချုပ်ကြီးတွေဘက်ကိုလှည့်ပါတယ်ဘိုးချုပ်ကြီးတွေဘက်ကိုတနက်ပြောင်းကလှည့်ပြီးတက်ချုပ်ကြီးရောက်အောင်ဘက်ကိုလှည့်ပါတယ်မကြခင်တရဏဂုံလေးဒူတီကဘာလို့ပြန်ပြီးတော့ကျွန်တော်ဒါတတိပေးတင်တာရှိပါတယ်အဲ့လိုတနက်လေးယူသွားတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်သူတို့ကသွားနေတဲ့နေရာလဲသွားလို့ရတယ်နောက်ပြီးစုပြီးလဲရတယ်လေဒါလည်းအုံတော့ဘယ်လိုလဲကောင်းပါတယ်ဒီလိုနော်အဲ့တိုင်းညနေလေးလာတော့ဘူးဆိုရင်တော့ကျွန်တော်တို့သွားလေပြီစော်မဲလို့သွားလေတူကရှိမှာပေါ့ပေါ့လေအခုကျတော့စော်မဲလို့နေရာကိုနေရာယူလာတော့ကျွန်တော်တို့ခခဆနှစ်ခုပေါင်းပြီးတော့ကျွန်တော်နာမည်ပေးထားတာမရှိပါခိုင်မဲလို့စနော်မလို့ရခိုင်မဲကျွန်တော်စော်မဲလို့နဲ့ခခဆနဲ့ပေါင်းပြီးတော့နာမည်လေးပေးထားတာရှိတယ်အဲ့ဒါခိုင်မဲလို့နော်
သူကဘာပြောလဲဆိုတော့ထိုင်းလို့တော့မှာတဲ့ကျွန်တော်တို့မလာဓာတ်ပုံရိုက်ခံရတော့မှာပေါ့နော်အနာကပ်ပြီးတော့နေရဲအတွက်လူ့ပြည်အတွက်ဆိုပြီးတော့အင်္ဂလိပ်လိုဟေ့ဆန္ဒပြသွားတော့ဒီခိုင်မဲလုံးကလွတ်တော်အဝမှာပါကြောင်းနေတာလွတ်တော်အဝမှာပါလွတ်တော်အပြင်ဘက်မှာဆိုပြီးတော့ကြောင်ရင်းကြောင်ရင်းလုတ်သွားတာတွေ့ရလားကြောင်ရင်းကြောင်သားတွေလုတ်သွားတာကိုခိုင်မဲလုံးကလုတ်သွားတာတွေ့ရလားဒီမှာရအားလုံးဒီ line ပေါ်မှာတွေ့နေကြတာနော်သူဓာတ်ပုံရိုက်ခံနေတော့သူနဲ့မနီးမမွေးပါနဲ့ပိုလီမျက်နှာကိုကျွန်တော်ပြတယ်ဒါမဟုတ်ခဏယူသူမသိလိုက်တာဆိုရင်ဒါဆိုသူလည်းပါသွားပါတယ်ပြောရစီရင်တကယ်လို့ तू ကဘာလို့မသိဘူးလို့ပြောလဲဆိုတော့သဘောပေါက်သူ့အဲ့ဘယ်နေရာနေလို့ရှိရင်လောက်ကြံခမ်းမှာဆိုလို့ခိုင်မဲလုံးကနဲ့တယ်သူကတတိယရရှောင်းနေလို့သူမသိလိုက်တာသူပါနော်နောက်ပြီးတော့မြန်မာတွေကိုကြားတော့ကျွန်တော်မြန်မာတွေကိုကြားတော့ခဏပြလို့မပေးဘူးပေါ့နော်အဲ့ဒီအချိန်မှာဘာလို့လဲဆိုတော့ဒီထိုင်းပြည်သူတွေပေါ့နော်တက်ကဆန္ဒပြခဲ့တယ်အရက်ဖက်အဖွဲ့ကြီးထိုင်းရက်ဖက်အဖွဲ့ကြီးနောက်ပြီးတော့တက္ကသိုလ်ကျောင်းသားများတမကတွေများစွာရှိရတဲ့ဒီခိုင်မဲလုံးကဆန္ဒပြတာလွတ်တော်လေးမှာတယောက်သေးပါကျွန်တော်တို့အွန်လိုင်းပါမသုံးလားလားဒါမှမဟုတ်သူမျက်ပါဝါအားနေတာနော်ခိုင်မဲလုံးကြီးတယောက်သေးမဟုတ်ဘူးလို့အဖွဲ့ကြီးအများကြီးဒါမြန်မာပြည်သူတွေနော်ဆန္ဒပြဖို့ပိတ်ထားလို့အခုလောလောဆယ်မှာတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနှစ်နိုင်ငံပြည်သူတွေပူးပေါင်းပြီးအားပေးထောက်ခံမှုရရှိနေတဲ့သူကတော့ဒီမအားလာယူပေါ့နော်ကျွန်တော်တို့ကဘာတိအောင်ဟဲ့ပြီးတော့ဆန္ဒပြခဲ့တယ်ထိုင်းလူတော်အမတ်ဒေါက်တာကြီးဖြစ်ပါနော်ဒီလူတော်အမတ်ဒေါက်တာကြီးကတိုင်းသူပြည်သားကိုသားထိုင်းပြည်သူတွေကိုသားမြန်မာပြည်သူတွေကိုသားနိုင်ငံတကာကဘာကတိအောင်လူသိရှင်ကဆန္ဒပေါ်ထုတ်ခဲ့တာတွေ့ရတယ်လူတော်အမတ်ဒေါက်တာကြီးကဆန္ဒပြပြီးမဟုတ်ပါဘူးဒီတရင်သာရှင်းလင်းပွဲကြီးလုပ်ပြီးတော့မအားလားဆိုတော့ဘလူပေါင်ဖြစ်ကြောင်းကျွန်တော်တို့စစ်ရာလူတောင်ဖြစ်ကြောင်းလူသက်တောင်ဖြစ်ကြောင်းတရားဝင်ဖွင့်ချတာတွေ့ရှိရတယ်အဲ့ဒီဒေါက်တာကြီးကိုသူ့ပဲသူတင်ပါတယ်တားငယ်လေးတို့မြန်မာပြည်သူတွေကိုသာတော်လန်ပြည်သူတွေကိုသာဒေါက်တာကြီးကိုတိုက်လိုက်တဲ့ကျေးဇူးတင်ပါကြောင်းဒါတော့ပြီးပြောကြရင်းနဲ့စီးရာရောင်အပိုင်းဆောက်ကြရင်ပြန်လဲစုံတွေ့ကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်